နေပါပြီမတော်ပြသေးဘူးပေါ့နော်မတော်ပြရမယ်နည်းနည်းလေးတော့ကြတော့ရင်တားမှပါတယ်ဘယ်စင်မီနီထဲဝင်မယ်နော် just ထဲဝင် search bar ID ထဲမှာတိခွန်တင်းနဲ့တုံရဟုတ်ပါဘူးတင်းနဲ့တုံရလေးနှစ်ရှိသုံးတစ်ရှိပြီရှိလို့က idea နဲ့မင်းရိုက်ထည့်လိုက်လို့ရှိလည်းမရဘူးအဲ့ဒါနှစ်ခါလောက်ပြင်လုပ်ကြည့်ပါဘောနော်တစ်ခါကျတော့ရှိလို့ပဲဘောနော်နည်းနည်းပါမှားလို့ဘက်ကဒီတော့ဟုတ်တယ်အတန်တူလိုက်မယ်အတန်ကျင်းနေစကားပြောရမကြရဘူးလေဘယ်ရတဲ့လေကြည့်နာမည်ဖတ်ကြည့်မယ်မဟာဘောဓိတာတောင်ဖရာကြီးโอเคဆိုစားဝင်မယ်နော်ဖရာတဲ့ဒါလောကကြီးမို့လားစားလိုက်ပါတော့ဟိုဘက်ဆက်သွားမယ်နော်ဟိုဘက်ရင်တကြည့်မယ်နည်းနည်းဝေးတယ်ဆိုတော့ဂျပန်နဲ့တော့မရမလားမိုက်တယ်နော်အကျယ်ကြီးပဲဟိုမှာဖျားအိမ်နဲ့ပုံဖြစ်နေမဖျားရှိခိုးလို့ရသူများသားသမီးတွေဖျားတက်တယ်မကြည့်အောင်လှနေအောင်နိုးစုံတက်တော့စပါမတော့တိတ်ချမဆောက်တော့ဆောက်တိုင်းနာမှာဆောက်ဖို့ကစိတ်မပါတယ်လို့ဖြစ်နေရှိခိုးလိုက်ပါအောင်မေရှိခိုးပြီးစတော့မယ်ဟိုဘက်ကပါလေရေပန်းလားဟုတ်တယ်ရေပန်းလာနော်ဟိုမှာလည်းရှိသေးတယ်မလေးဒီပေါ်မတက်တော့ပါဘူးဒီအဝေးကနေပဲပေါ်တက်ကြည့်တော့မယ်ဟိုဒီတော့တက်ရင်ရေးကြည့်မှလေဟုတ်ဒီနေ့ပဲတက်သွားတော့မယ်မိုက်တယ်ကျတော့တေချာလောက်ထားတာမှရက်နေပုံလေးတေချာကြီးကိုလောက်ထားတာမကြည့်နော်ဒီပါလေးတော့တေချာကြည့်ကြနော်မကြည့်အောင်တကယ်သူရဲဟာတော်လိုက်တာတော့မလေးတော်ရနောက်ဖျားပေါ်ပြကြတော့ဘူးဒီပေါ်တက်ကြည့်လို့ရတယ်ဝေးရနေလိုက်ပြပေးမယ်နော်ဒါအကုန်မဲလို့ထင်တယ်ဟုတ်တယ်ဒါတော့အကုန်ပါပဲရှင်မစစ်ရလည်းဝင်လိုက်တော့ဒါအကုန်မဲလာမဟုတ်တယ်ဟိုမှာတခုကျန်နေရဟုတ်တယ်ဖျားတခုကျန်နေရပဲလာနေရပဲနော်စောက်တယ်ဖျားတပ်ပင်နာပဲဒီမှာပါရှင်အဝေးကကြည့်ဟိုဘက်ကဟာပျောက်ကုန်တယ်သူရဟုတ်ဘာဖြစ်လို့လဲမသိကဲပါလို့မကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ပြီးတော့နောက်တစ်ခုပြပြပါအောင်မယ်နော်မေးထားရပါတော့ဘာလဲဗီဒီယိုဘယ်ဟာနဲ့ရိုက်လဲဆိုပြပြပေးပါမယ်ရှင်ရက်ထွက်လိုက်မယ်နော်ဘယ်ဟာနဲ့ရိုက်လဲဆိုဒါနဲ့ရိုက်ပါတယ်ရှင်ဒါနဲ့ရိုက်ပါတယ်နာမည်က SRECORDER ဆိုပြီးရိုက်ချလိုက်ပါ
X recorder ပေါ့နော်မနိုးရိုက်ထားတဲ့ဗီဒီယိုဒါဆိုလို့ရှိရင်ဒါဗီဒီယိုရိုက်တဲ့ဟာဒီမှာနှိပ်ပေးရမယ်ဒါဆိုလို့ရှိရင်ဓာတ်ပုံတွေပါဒီပေါ့အဲ့လိုမျိုးပေါ့ဒါဖြတ်ဒါအဲ့ဒါမဖြစ်တော့ပါဘူးအဲ့ဒါ friend လိုက်လို့ရှိဒီဘက်တောက်လေးမှာကဗီဒီယိုရိုက်နေနေကိုရုပ်လေးပါမြင်ရမယ်ဒါလေးကျတော့ကွာနောက်ဒီကနေပြီးဒီခဲတဲ့ဒီလိုမျိုးအရာလေးနှိပ်ပြီးမပြချင်ပြီးရောလေတက်ဒီကနေပြချင်တဲ့လူတွေတော့အဲ့လိုပြလို့ရပါရှင်လိုရတဲ့ခုပဲထားရပါတော့ရှုပ်လို့ပေါ့နော်ဂိမ်းဆော့ရတိုင်းနှိပ်မိကုန်မှာဆိုလို့ပေါ့နော်ဘယ်လိုပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နော်အားပေးကြပါလို့ပြောချင်ပါတယ်နော်အားတဲ့ချိန်လေး reply ပြန်ပေးပါမယ်ရှင်ကြည့်ရှုပေးတာတော့ကျေးဇူးတင်ပါတယ်အော်မေလို ID ကို comment မှာချရေးခဲ့ပေးပါမယ်နော်